အာဖရိကတိုက်ရဲ့မြောက်ဘက်အဆုံးဆုံးမှာတည်ရှိပြီးမြေထဲပင်လယ် Mediterranean Sea နဲ့ထိစပ်နေတဲ့တူနီးရှားနိုင်ငံတူနီးစီးယားအကြောင်းကိုရှင်းပြပေးပါမယ်။ဒီနိုင်ငံဟာအာရပ်ယဉ်ကျေးမှုဥရောပလွှမ်းမိုးမှုနဲ့ရှေးဟောင်းရောမသမိုင်းကြောင်းတွေရောရနေတဲ့စိတ်ဝင်စားဖွယ်နိုင်ငံတစ်ခုဖြစ်ပါတယ်။တူနီးရှားနိုင်ငံရဲ့အထူးအချက်အလက်တွေကိုအောက်ပါအတိုင်းစုစည်းဖော်ပြပေးလိုက်ပါတယ်။အခြေခံအချက်အလက်များမြို့တော်တူနစ်ရှေးဟောင်းမြို့ဟောင်းနဲ့ခေတ်မီမြို့ပပုံစံ2မျိုးစလုံးကိုတွေ့နိုင်ပါတယ်။ဘာသာစကားအာရပ်ဘာသာမှာရုံးသုံးဘာသာစကားဖြစ်ပြီးပြင်သစ်ဘာသာစကားကိုလည်းစီးပွားရေးနဲ့ပညာရေးမှာခြေခြေပြန့်ပြန့်သုံးပါတယ်။ကိုးဝေဒီဘာသာအစ္စလာမ်ဘာသာ69%ငွေကြေးတူနီးရှားဒီနာတူနီးစီးယန်ဒီနာ TND သမိုင်းကြောင်းနဲ့ကာသစ်အကြောင်းတူနီးရှားဟာကမ္ဘာသမိုင်းမှာအလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ကာသစ်ရှေးဟောင်းကမ္ဘာမှာရောမအင်ပါယာကိုရှင်ပြိုင်နိုင်ခဲ့တဲ့ကာသစ်အင်ပါယာတည်ရှိခဲ့ရာနေရာဖြစ်ပါတယ်။ယခုအခါမှာအဆိုပါရှေးဟောင်းမြို့ပြကြီးဟာ UNESCO အမွေအနှစ်နေရာအဖြစ်ကျန်ရှိနေပါတယ်။ရောမအမွေအနှစ် El Jam လို့ခေါ်တဲ့ရောမခေတ်ကအားကစားကွင်းကြီးဟာအီတလီနိုင်ငံက Colosseum ပြီးရင်ကမ္ဘာမှာအကြီးဆုံးနဲ့အကောင်းဆုံးထိန်းသိမ်းနိုင်တဲ့ကွင်းကြီးဖြစ်ပါတယ်။ Star Wars ရိုက်ကွင်းနဲ့တဲကန်နာယတူနီးရှားနိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ဆဟာရာတဲကန်နာယရှုခင်းတွေဟာအလွန်လှပပါတယ်။ကမ္ဘာကျော် Star Wars ရုပ်ရှင်ဇာတ်ကအများပြားကိုတူနီးရှားမှာရိုက်ကူးခဲ့တာဖြစ်ပြီးဇာတ်ထဲက Tatooine ခရုံရိုက်ကွင်းနေရာတွေကိုယနေ့တိုင်တွားရောက်လည်ပတ်နိုင်ပါတယ်။စီးပွားရေးနဲ့ထုတ်ပုံများတန်လွန်းစီတူနီးရှားဟာကမ္ဘာပေါ်မှာတန်လွန်းစီအများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေထဲကတစ်ခုပါခရီးသွားလုပ်ငန်းလှပတဲ့မြေထဲပင်လယ်ကမ်းခြေတွေနဲ့ရှေးဟောင်းသမိုင်းဝင်နေရာတွေကြောင့်ဥရောပနိုင်ငံသားတွေအနှစ်သက်ဆုံးအပန်းပေရနိုင်ငံတစ်ခုပါစိုက်ပျိုးဤစွန်ပလွန်သီးထုတ်ပုံပေါ်မှာလည်းနာမည်ကြီးပါရဲ့အာရပ်နယ်အွန်စားတင်ယာ2010-2017ခုနှစ်မှာအရှေ့အလယ်ပိုင်းနဲ့မြောက်အာဖရိကတစ်ခုလုံးကိုလှုပ်ရှားသွားစေခဲ့တဲ့အာရပ်နယ်အွန်လူထုတော်လှန်ရေးဟာတူနီးရှားနိုင်ငံကနေစတင်တာဖြစ်ပါတယ်အာရပ်နိုင်ငံတွေမှာဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့အစောဆုံးစ조사ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်စိတ်ဝင်စားစရာအချက်အလက်တို့များစီဒီဘူးဆိုင်မြို့တော်တူနစ်အနီးမှာရှိတဲ့ဒီမြို့လေးဟာအဆောက်အဦတွေအားလုံးကိုအဖြူနဲ့အပြအယောင်2မျိုးတည်းပဲတုတ်ထားတာကြောင့်အလွန်လှပပြီးဓာတ်ပုံရိုက်လို့အကောင်းဆုံးနေရာတစ်ခုပါကယ်ရွန်ဒီမြို့ဟာအစ္စလာမ်လောကရဲ့စတုထမြောက်အထွတ်အမြတ်ထားတဲ့မြို့အဖြစ်သတ်မှတ်ခံရပါတယ်မြောက်ဘက်အဆုံးဆုံးတူနီးရှားနိုင်ငံရဲ့ Cape Angela ဟာအာဖရိကတိုက်တစ်ခုလုံးရဲ့မြောက်ဘက်အကျဆုံးအမတ် The Northernmost Point of Africa ဖြစ်ပါတယ်